stop motion animation ပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ်။နာမည်ကျော် Laika Studio ကသူတို့ရဲ့ရည်မှန်းချက်ကြီးမားတဲ့ Wildwood ရုပ်ရှင်အတွက်ပထမဆုံးနမူနာဗီဒီယိုကိုထုတ်ဖော်ပြသလိုက်ပါပြီ။ဒီရုပ်ရှင်ကပရိသတ်တွေကိုဘလို့စိတ်လှုပ်ရှားစရာတွေပေးဆွမ်းအောင်မလဲဆိုတာသိချင်နေကြမှာပါ။ Wildwood ရုပ်ရှင်ကို Travis Knight က director အနေနဲ့ဦးဆောင်ဖန်တီးထားတာပါ။ဒီရုပ်ရှင်ဟာကြာရှည်စွာစောင့်ဆိုင်နေခဲ့ရတဲ့ project တစ်ခုဖြစ်ပြီးလာမယ့်အောက်တိုဘာလ23ရက်နေ့မှာရုံတင်ပြသသွားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ကို Colin Miller ရေးသားပြီး Cousin Alice ပုံဖော်ထားတဲ့နာမည်တူဝတ္ထုကိုအခြေခံထားတာပါ။ဒီဇာတ်လမ်းကတကယ်ကိုထူးခြားတဲ့စွန့်စားခန်းတွေနဲ့ပြည့်နှက်နေပါတယ်။ဇာတ်လမ်းကတော့ပေါ်လန်မြို့ကဆယ်ကျော်သက်တူထိက Prue McGee ရဲ့အကြောင်းပါ။သူမရဲ့မောင်လေးကိုကြီးကန်းတွေကခေါ်ဆောင်သွားတဲ့အခါအန်ရီငားတဲ့မော်တစ်တော်သေးကိုစွန့်စားဝင်ရောက်ခဲ့ရပါတယ်။ဒီတစ်တော်ထဲမှာ Prue ဟာသူ့အတန်းဖော် Curtis Melbuck နဲ့အတူစကားပြောတတ်တဲ့တရိษံတွေတခိုးတွေနဲ့ပြိုင်ဘက်အုပ်စုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။မြို့နဲ့နေနမိတ်ချင်းထိစပ်နေတဲ့ဒီလျှို့ဝှက်ဆန်းကျဲတဲ့တောနက်ကြီးထဲမှာဘာတွေဆက်ဖြစ်မလဲဆိုတာမြင်အောင်ကြည့်ပါ။ထားရှိလာတဲ့နမူနာဗီဒီယိုမှာဇကားရဲ့ထူးထပ်တဲ့တစ်တော်တွေခန်းထားတဲ့ဘိတုကလက်ရာတွေနဲ့ဆွဲမတ်ဖွယ်ကောင်းတဲ့ရုပ်သေးရုပ်တွေကိုမြင်တွေ့ရပါတယ်။ Pacific Northwest Data ရဲ့ပန်းချီကားဆန်တဲ့အလှတရားတွေကိုလည်းထင်ထင်ရှားရှားပြသထားပါတယ်။ဒီရုပ်ရှင်ကို Travis Knight က director အဖြစ်ဆောင်ရွက်ပြီး Chris Butler ကဇာတ်ညွှန်းရေးထားတာပါ။သူတို့နှစ်ဦးဟာ Kubo and the Two Strings မှာလည်းအတူတကွလက်တွဲဖန်တီးခဲ့ကြကူပါတယ်။အဲ့ဒီလိုလက်ရမြောက်ခဲ့တဲ့ဖန်တီးရှင်တွေဆိုတော့ဒီတစ်ခါတော့ဘယ်လိုမျိုးအနုပညာလက်ရတွေပေါ်ထွက်လာမလဲဒီရုပ်ရှင်ရဲ့အတန်တရုပ်ဆောင်ပိုင်းမှာလည်းနာမည်ကြီးတရုပ်ဆောင်တွေအများကြီးပါဝင်ကြပါတယ် Carey Mulligan, Peyton Elizabeth Lee, Jacob Tremblay, Richard E. Grant, Awkwafina, Amanda Stenberg, Tom Waits, Charlie Day, Maya Erskine, Jake Johnson, Angela Bassett နဲ့ Mahershala Ali တို့လိုကျေပွင့်တွေပါဝင်ထားတာကြောင့်စိတ်လှုပ်ရှားစရာဖြစ်ပါတယ် Wildwood ရုပ်ရှင်ဟာ Laika Studio မှာနှစ်ပေါင်းများစွာကနေကစတင်ပြင်ဆင်ခဲ့တဲ့ project တစ်ခုပါ2020ခုနှစ်စက်တင်ဘာလမှာစတင်ကြေညာခဲ့တာဖြစ်ပါတယ်ဒါဟာ2019ခုနှစ်ကထွက်ခဲ့တဲ့ Missing Link နောက်ပိုင်း Laika ရဲ့ပထမဆုံးသောဇာတ်ကားကြီးဖြစ်ပါတယ်ဒီရုပ်ရှင်ကို American ပြည်ထောင်စုမှာ Fathom Entertainment ကဖြန့်ချီမှာဖြစ်ပြီးနိုင်ငံတကာဖြန့်ချီရေးကိုတော့ Film Nation ကဆောင်ရွက်သွားမှာပါ Laika ရဲ့ရီမန်းချက်ကြီးမားတဲ့ဒီရုပ်ရှင်ဟာသူတို့ရဲ့ကဘာကြီးကိုပရိသတ်တွေဘယ်လိုတုံ့ပြန်ကြမလဲဆိုတာစိတ်ဝင်စားစရာပါဒီလိုမျိုးအမှုပညာမြောက်တဲ့ဖန်တီးမှုတွေနောက်ထပ်ဘယ်လိုတွေထွက်မှာအောင်မလဲဆိုတာကိုလည်းစောင့်ကြည့်ရမှာပါပဲ